တော်ဝင်နန်းတွင်ကခမ်းနားတဲ့ညစာစားပွဲကြီးတစ်ခုမှာအားလုံးစုံပြီးစားတောက်နေကြရင်ကနေဇလန်းလေးစတင်ထားပါတယ်ပွဲတော်မှာအစားအသောက်တွေကိုအားရပါးရစားတောက်နေတဲ့မင်းသမီးလေးဟာရုတ်တရက်အော့အန်ချင်တယ်လို့ဖြစ်သွားပါတယ်အဲ့ဒါကိုဧကရစ်ကြီးကမြင်သွားပြီးတရင်ကောင်းများရှိနေပြီလားလို့လှမ်းမေးလိုက်ပါတယ်အဲ့ဒီတော့မှမင်းသမီးလည်းသူ့ဘာသာလက်ချိုးရက်တွက်ကြည့်ပြီးရာသီလာဖို့ရက်လွန်နေမှန်းသိသွားပါတော့တယ်တမားတော်ကပါကိုဝင်ရှိနေတဲ့တွေးခုံလုံးပဲလို့အတီးပြုတ်လိုက်တဲ့အခါအားလုံးကဝမ်းသာအားရဂုဏ်ပြုကြပါတော့တယ်ဒါပေမဲ့မင်းသမီးလေးကတော့သူမပိုက်ထဲကကလေးသားမွေးလာရင်သူမလိုပဲအများကြီးစားပြီးမွေးသွားမှာကိုကြိုတွေးပြီးစိတ်ပူနေခဲ့ပါတယ်မင်းသမီးလေးစိုးရိမ်တာလည်းမလွန်ပါဘူးကိုဝင်ဆောင်ချိန်မှာသူမရဲ့အစားအသောက်ချင်းချင်းတက်မှုကတကယ်ကိုကန်းကုန်ပါပဲတနေ့မှဆိုရင်အိမ်တော်နောက်ဖေးဥယျာဉ်တဲကအလှမွေးငါးလေးတွေကိုပါမချန်အကုန်ဖမ်းပြီးကင်စားပစ်လိုက်ပါတယ်ငါကင်စားရင်ကနေရုတ်တရက်ဆက်တဲ့စားစာတွေကိုတအားစားခြင်းနဲ့လို့ပူစာပြန်တာကြောင့်မင်းသားခမများမြို့တဲကနာမည်ကြီးစားတောက်ဆိုင်တွေကစပုံမှုတွေအကုန်လုံးကိုအိမ်တော်ကိုအကုန်ခေါ်ချလာရပါတော့တယ်။နေတိုင်းလှဲစည်းရည်များစွာနဲ့အစားတောက်တွေတဲလာရလုံးလို့လမ်းဘေးကလူတွေကတော့မင်းသားကမိမမွေးထားတာလားအစာကျူတဲ့ဘလူးမွေးထားတာလားလို့အတင်းပြောရတဲ့အထိပါပဲ။ကိုဝင်ရင်လာတာနဲ့အမျှသူမရဲ့အစားတောက်အာတိတကပူဆိုးလာပါတယ်။တညတကောင်ရံမိုးတွေတဲကြီးမဲကြီးရွာနေတဲ့အချိန်မှာတော့မင်းသမီးလေးကမြောက်ပိုင်းကဟင်းရည်ပူပူဆက်ဆက်ကြီးကိုတောက်ချင်တယ်လို့ဖတ်ပူစာလို့မင်းသားခမများမိုးရဲရည်တဲတွားဝယ်ပေးခဲ့ရပါတယ်။အချိန်တန်လို့မွေးခမ်းထဲမှာဘိုင်းနာလုံးလို့အော်ဟစ်နေတဲ့မင်းသမီးဟာအားရီအရန်တုံးလိုက်တာကြောင့်ကတင်ဘေးကတစ်သားတိုင်ကြီးကိုတောင်အားနဲ့ညစ်ပြီးချိုးပဲပစ်လိုက်တဲ့အထိပါပဲ။နောက်ဆုံးမှာတော့အထိန်တော်ကြီးကတားယောက်ျားလေးတူအောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီဖြစ်ကြောင်းဝမ်းသာအားရထွက်ပြောလာပါတယ်။ဒါပေမဲ့ပြဿနာကအဲ့ဒီကနေစတာပါပဲမွေးလာတဲ့ကလေးကလည်းအမေလို့တူလို့ပဲအစားအသောက်ဆိုမတ်မောမောနဲ့တောမပေါက်တပေါက်ရွယ်မှတဲ့အသားတုံးကြီးတွေကိုအားရပါရကိုက်စားတတ်တဲ့ကလေးလေးဖြစ်နေပါတယ်ဧကရစ်ကြီးကိုယ်တိုင်လာကြည့်တဲ့အချိန်မှာတော့ကလေးကအသားတုံးကြီးကိုအငမ်းမရစားပြနေပါတယ်မင်းသမီးကလည်းကလေးမွေးပြီးတာတော့အစားတောက်မှတ်တာမလျော့သွားပါဘူးပကံတွေတောင်းလို့ပုံလေးအောင်စားပြီးတာတော့ဗိုက်စာသေးတယ်လို့ညှိတက်ပါသေးတယ်ကလေးနည်းနည်းကြည့်လာတော့လေအိမ်တော်တဲကအလှမွေးကြောင်ဖြူလေးကိုတော့ညစာအတွက်ချက်စားဖို့လိုက်ဖမ်းပြီးမေဒီညတော့ကြောင်သားစုပ်ပြုတ်တောက်ရအောင်လို့ပြောတဲ့အထိတားမီနှစ်ယောက်လုံးအစားတောင်းကြလွန်လာပါတယ်ဒီတားမီနှစ်ယောက်ရဲ့အစားတောက်အကုန်ကြများလုံးပြီးချက်ပြုတ်တူလောင်ရတဲ့ပမာဏကလည်းကြီးမားလုံးတဲ့အတွက်မိဖို့ချောင်းတွေကိုတောင်တွေထက်ချဲဖို့မင်းသားခမများဧကရစ်ကြီးကိုတိုင်ပင်ရတဲ့အထိဖြစ်လာပါတယ်ဒီတိုင်းသာဆက်သွားရင်သူတို့သားအမိစားတာနဲ့နန်းတော်ကြီးပါမွဲသွားနိုင်တယ်လို့မင်းသားကညှိတွားနေတော့မှပဲမင်းသမီးရောက်လာပြီးဧကရစ်ကြီးကယူယူရဲရဲမွေးထားတဲ့တိုးကိုပါကင်စားခြင်းတယ်လို့မျက်လုံးလေးအယောင်လက်ပြီးပြောလာပါတယ်မင်းသားလည်းပြတလဲနဲ့မစားဖို့တားရင်အကုန်ဝယ်ကျွေးပါမယ်လို့ကတိပေးရပါတော့တယ်။အဲ့ဒီအချိန်မှာပဲတားလေးကမေညီမလေးကဘယ်တော့မွေးမှလဲလို့မေးလိုက်ပါတယ်။အဲ့ဒီမေးခွန်းဆုံးတာနဲ့တမားတော်ကြီးကမင်းသမီးရဲ့တွေးခုံလုံးကိုစမ်းကြည့်ပြီးမင်းသမီးမှာနောက်ထပ်ကိုဝင်ရှိနေပြန်ပြီလို့ထိတ်လန့်တကြားကြီးညာလိုက်ပါတယ်။ဒီစကားလဲကြားရောအစားတောက်စည်းတွေထပ်တက်ပြီးဒီတခါတော့တကယ်မွေးတော့မယ်ဆိုတာကိုတွေးမိသွားတဲ့မင်းသားခမများမျက်လုံးကြည့်ပြူစက်တည်တည်သွားတဲ့မြင်ကွင်းနဲ့အတူဇလန်းလေးကရေမောဖွယ်အဆုံးသက်သွားပါတော့တယ်။